အခုကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ပြမယ်ဗျာကျွန်တော်မန်းလေးမှာအဲ့ဒီပြက်ကျွန်တော်မနေ့ကတင်ထားပြီးပြီနော်နှစ်ခုတွဲပြီးတော့ကျွန်တော်နဲ့နှစ်ခုတွဲပြီးတော့တင်ထားပြီးပြီကျွန်တော်ကဗီဒီယိုဖိုင်သူ့ဖြစ်မှာကြာတော့အခုထပ်ပြီးတစ်ခါပြန်တင်ပေးတယ်မန်းလေးမှာရှိတဲ့တကယ်ကြီးကိုဆက်သွယ်ပြီးတော့သူမေးထားတဲ့ဗီဒီယိုဖိုင်လေးသူပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့နဲ့လိုက်ကြည့်ပြပါဦးနော် Hey, so we've got an update from our partners in Mandalay, and they are enforcing a curfew at 10 p.m., which means people have to stop their search and rescue efforts every night. And the soldiers and police are on the lookout for young able-bodied folks who are working to help with the rescue efforts so that they can conscript them to the military. And this is just awful, as you can imagine. And I just wanted to keep you updated with things that we're hearing on the ground as they happen. Yeah, all of me, you know, time of it. I don't know, Yasin, I do it, who make out, they look in Namis. Korea got hold. ဘောမလေးကြည့်တာဘောမလေးအထက်မှာမြုပ်နေချင်းမြုပ်နေမှာအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဟိုစင်ကောင်းပြဆိုနေပဲကျွန်တော်နေနဲ့ပတ်သက်တဲ့သတင်းတွေကို line ပေါ်မှာဒီလိုမျိုးပြီးတော့ကျွန်တော်ဒီအပိုင်းထဲမှာကျွန်တော်ဒီပုံတွေကိုရိုက်နေတဲ့ဟာပါခုတော့အတင်းပြောကြမယ် program လေးကိုတော့ကျွန်တော်ဒီငလင်းခုချိန်ကြီးလူလေးမျက်စိမဖွင့်ရတဲ့ကောင်လေးလားမဖွင့်ရတဲ့ကောင်လေးဟိုလက်ရှိတော့ကျွန်တော်ရရှိတဲ့သတင်းကိုကမှန်ထင်နေတဲ့ကောင်လေးခုချိန်မှာကိုအဲ့ဒါကျွန်တော်အဲ့တော့ပြောပြရှင်လားလို့ကျွန်တော်ဟာတာတွေခဏနာတာဟုတ်တယ်ကျွန်တော်ငလင်းနဲ့ပတ်သက်တာတွေကျွန်တော်ကြားတာကိုကြားရတဲ့တင်းတွေအဲ့တော့မန်လေးမှာ Ross Speaker နဲ့စစ်မှုတော်ကိုလိုက်အော်နေဆိုတော့ဘယ်လောက်စစ်နေတော့မလေးရှားကစ္စရေးဖွဲ့တွေစကိုင်းကိုရောက်နေပြီဆိုတဲ့သတင်းကတော့ကျွန်တော်ဝမ်းသာစရာသတင်းပေါ့နော်ဟုတ်ဒါပေမဲ့ဘယ်မှာဆိုလာလို့ကူရှိတာဒါပေမဲ့ကျွန်တော်တို့ကိုလုံးထိုင်ဝမ်ကအရင်ဦးဆုံးရောက်တာဗျနည်းနည်းမထိုင်ဝမ်ကအရင်ဦးဆုံးရောက်တဲ့ဟုတ်တန်းကြအဲ့တော့ကဲစေးအဖွဲ့ရှိခင်ဗျားတို့ဘောလုံးမားရတယ်လက်ကြီးရခင်ဗျားတို့ပါရင်ပါဝင်ဒီမှာဘောလုံးမားရကောင်အဲ့ဒီအဖွဲ့ရှိကို48နာရီကိုလေးစိတ်မှာရစ်ပြီးတော့ပြန်လွှတ်လိုက်ကဲအဲ့ဒါဘာသဘောလဲနော်စဉ်းစားကြည့်ဘာသဘောလဲဒါပြည်သူဘောစေတနာမပါဘူးလို့ပြရတယ်ခုနေကတာဝင်တဲ့သူလေးတော့ဘာကြောင့်ရစ်တာကိုလုံးမဝင်ရဒီဟလာအခုထိုင်ဝမ်လာတယ်သူတို့လည်းကဲတင်မှုကဲဆယ်ဘူးလာဒါချင်းဆန္ဒထောက်ဒါချင်းဆန္ဒထောက်တာလို့လာတယ်လေဒါကိုဘာလို့ကန့်သက်တာဘာလို့ပိတ်တာအလိန်ဒီပေါ်မှာဆိုးလို့လားတင်ကြတော့သူတို့ကျွန်တော်လည်းဘာမှပြောတော့ဘူးပိတ်ကြည့်ထားလိုက်မယ်ဟုတ်ပြီလားဖြစ်ဖို့များတယ်ဥပမာကျွန်တော်ဒီငလင်ဘေးတံမှာကခံစားရတာစကိုင်းနဲ့မန္တလေးကတော်တော်ထိโอเคနေပြည်တော်လည်းထိတယ်ပျော်ပွဲလည်းထိတယ်ထိတာတဲ့တူကျွန်တော်တို့ဒီခု Pride အမားတွေအကုန်လုံးသွားတဲ့အချိန်မှာပစ္စည်းမစားကြရကျွန်တော်ဗီဒီယိုဖိုင်လေးမှာအဲ့လိုတွဲမတင်ကျွန်တော်ပြောတာတည်မှားလို့ထင်တယ်မှာကျွန်တော်ဒီကက်တာအစားပေါ့နော်တံပြတ်တဲ့ကက်တာအစားကျွန်တော်တည်မှားမပြောမှန်တရားကိုပြောကက်တာအစားဘာမှမဆုံးဘူးမျိုးလုံးလေးတွေဖွင့်ကြခေါင်းလေးတွေမြတ်မြတ်တွေ့နားလေးတွေနားထောင်လာတဲ့အခါမှာလွတ်ပေးပါလားဘာလို့မှန်တရားကိုလက်ခံနိုင်အောင်ကြိုးစားဒီခေတ်မှာဒီခေတ်မှာဒါကိုအဲ့ဒါလည်းခေတ်နားလေရမလားsocial media ကိုဖုန်းလေးရှိတယ် internet ရှိတယ် media ရှိတယ်ရင်တော့က radio ခက်မဟုတ်ဘူးကွန်ဒိုကြီးပေါ့ sky ပြီလားအဲ့ဒါမျက်စိမှိတ်ပြီးတော့နားပိတ်ပြီးတော့ရင်ငုံဖန်ထုတ်ပြီးလို့ရရောက်တယ်ရောက်လာသူတို့ data နဲ့အချက်လက်နဲ့ရှာပြီးတော့အဲ့တော့မချစ်တော့မရခုပိတ်နေတယ်ကောင်လည်းမရဘောမရပါစီပါဘူးအသက်မရှင်တော့ဘူးတဲ့အသက်မရှင်တော့ဘူးဆိုတော့ကကြတော့သူတို့ကဒါကိုထုတ်ဖို့အတွက်ကကျန်တဲ့လူကထုတ်ရတော့လေဆိုတော့သူကတပည့်နေအောင်ရှင်နေတဲ့သူလည်းရှိတဲ့အထက်မှာထွက်လို့မရဘူးဆက်လက်ထုတ်မခံဘူးဆိုရတဲ့ကောင်လည်းဘယ်လိုတက်ပြောက်ရပါတယ်ပေါ့နော်ဒါကကျွန်တော်စိတ်ငုံးတာတွေများတယ်ဗျအဲ့တော့ပြောချင်တာကဒီငလင်းခုလိုအခြေအနေဖြစ်နေတယ်ဟာနိုင်ငံတခြားလာကူညီတော့မှသူတို့တွေကပိတ်ပက်နေတယ်လာတယ်ဒါပေမဲ့ဒီစစ်ကောင်ပွားသေးတယ်လူတဲ့ပစ္စည်းတွေယူခဲ့ပြီးသူတို့မိသားစုတွေသုံးနေတာလုပ်တယ်ဟဲ့လားနောက်တစ်ခုကဘာဆိုတရင်ယူခွင့်ကိုပိတ်တယ်သတင်းသမားတွေကဇော်မဲလုံးစီဖုံးဆက်တာပဲဇော်မဲလုံးစီဖုံးထားတဲ့ဇော်မဲလုံးကဘာဖြစ်လဲညင်းလိုက်တာပါလေရေချိုးရတာလည်းအဆင်မပြေလို့ဟိုတယ်ကလည်းအဆင်မပြေလို့နောက်ပြီးတော့ဘီးကမမှန်လို့ဆိုပြီးတော့သူကခုတော့အဆင်မပြေသေးပါဘူးအကြောင်းပြချက်ကြီးမဟုတ်ဘဲနဲ့အကြောင်းပြချက်ဆိုတော့ဒီဟာကိုကျွန်တော်နိုင်ငံတကာသတင်းသမားတွေဝင်လာတဲ့ခါကျရင်ကမ္ဘာမှာရှိတဲ့နိုင်ငံတွေအကုန်လုံးကကျွန်တော်တို့ဒီမှာပြည့်ပြည့်တဲ့ဟာဟုတ်လားဒီမှာပြည့်ပြည့်တဲ့ဟာအကုန်အလုံးစုံသူတို့သိပြီးတော့တင်ပြရင်နောက်ထပ်အကူအညီတွေလာနိုင်တယ်ဒါမျိုးရှိတယ်ရေမမှန်တာတို့မီးမမှန်တာတို့ဒါကတော့စစ်တပ်စောက်သုံးမကြတဲ့အတွက်မမှန်တာနော်အဲ့တော့ဒီလောက်အကြောင်းပြချက်တွေတော့မပေးနဲ့လေသတင်းသမားဒီမှာပျော်ပွဲစားထွက်လာတာမဟုတ်ဘူးဟန်နီမူးလာတာမဟုတ်သတင်းလာယူတာလေဟာလားဒီတဲ့အနေစင်းအစားစင်းရင်းနဲ့သတင်းသမားတွေအများကြီးအလုပ်လုပ်ခဲ့တယ်ဒါအောင်ဒီမဲလုံးမသိဘူးလား
အစင်ကြီးတွေကတိတ်ပြီးတော့ဘယ်လိုအစင်ကုန်မတည့်ဘူး သူတို့ကကြီးဘောတော့သူတို့လုတ်ထားတဲ့တည်င်းတွေကိုပေါက်ရှားသွားမှာတကြောင်နိုင်ငံတကာကဝင်လာတဲ့အခါကျရင်human rights ဆိုတဲ့ဟာကိုနိုင်ငံတကာမှာကျင့်သုံးထားတာရှိတယ်လေဒါတွေကိုသူတို့က human rights ကိုကျင့်သုံးတာမဟုတ်သူကတပင်းဒါနာစနစ်ကိုကျင့်သုံးတာလေနောက်ပြီးခု internet line တော့ခက်ခဲတယ်တွေ့ပါအလကားပြောတာဒါကျွန်တော်တို့ဒီတော်လိုင်းရေးကာလမရောက်ခင်မှာ2021ဖေဖော်ဝါရီလတရက်နေ့မှာကျွန်တော်အာနာသိန်းတဲ့အချိန်မှာအကုန်လုံး line shop လိုက် အဲ့ဒါကဘာလဲဆိုတော့သူကအဲ့ကောင်ကိုလုပ်ဖို့အတွက်ကိုဒီစာပါမှာရှိတဲ့လှုပ်ဆောင်နေတော့အဖွဲ့အစည်းအကုန်လုံးတနက်နဲ့ထောက်လာတာဒါလည်းသတင်းတိကျရတယ်ဟုတ်တယ်နော်တနက်နဲ့ထောက်ပြီးအကုန်လုံးမင်းတို့ဘာမှအဲ့ဒီအချိန်မှာအကုန်လိုင်းတွေပြက်လုံးဝအင်တာနက်လုံးဝဖွင့်မပေးနဲ့ပြီးတော့မှ short ချ အမှန်ဒါလေးကိုတင်လိုက်ရပြီအဲ့တော့ဟာ internet line အခက်ခဲရှိတယ်ဟုတ်ပြီအဲ့လိုမင်းတို့စောက်သုံးမကြလို့ဒါပဲပြော ဒါပဲလေအဲ့ဒါမဟုတ် PDF ကတိုက်လို့ဟိုဟာတိုက်လို့ PDF တိုက်တာတော့လည်းမတိုက်တာလေ အဲ့လာမပြော လာမပြောနဲ့ နောက်တစ်ခုရှိတယ်ဒီပြပရောက်လာတဲ့ကယ်ဆယ်ရေးသမားတွေကိုဒီစကိုင်းတို့မန္တလေးတို့အရင်မလို့ဒီနေပြည်တော်မှာရှိတဲ့ဟာလားဒီအရင်တန်းရွှေတို့သိန်းစိန် 6လုံးနဲ့အိမ်ရလည်း ဒီ6လုံးနဲ့အိမ်ရာကိုအရင်လွတ်တယ်စေယုံအတွက်ကိုအရင်လွတ်တယ်ဟာဒီပြည်သူတွေကိုကြတော့ဟာလားခဏမင်းတို့ကပြီးမှဆိုတဲ့ပုံစံမျိုးပေါ့နော် တေလဲတေပစီဆိုတဲ့ပုံစံမျိုးနဲ့ပြစ်ထားတာ အဲ့တော့ဒီစစ်တဲ့စေတာဟာလားဒီဘဘဦးဝင်းနေပြောသလိုပဲမူးလို့ရှူစရာတော့မရှိဘူးဆိုတာအဲ့သိကြတယ်သိကြတယ် သူကစေတနာကောင်းရင်သူတို့ပြောနေတယ်ကံကောင်းတယ်ဆိုတဲ့စကားလေးကကျွန်တော်တို့ဒီအချိန်မှာမမှန်ဘူးလို့ကျွန်တော်သုံးသပ်မိတယ်ပေါ့နော်သူကစေတနာမှမရှိစေတနာမရှိဘူးသူတို့လက်ကမကောင်း အဲ့သူတို့ဘာဘွေးလုံးညာဘွေးလုံးသွားပြီနောက်တစ်ခုရှိတာဘာလဲဆိုတော့ပြည်သူကဒါလုံးဝပြစ်ထားရဆိုတော့ကျင်းတည်သွားပြီအဲ့တော့ဒီလိုကောင်မျိုးတွေဆက်ပြီးအုပ်ချုပ်နေမယ်ဆိုရင်တော့နောက်တဲ့တဘာဝဘေးသို့မဟုတ်တစ်ခုခုကြားရောက်လာတော့ပုံကြီးထိခိုက်များမယ်ဟာလားအခုသူတို့စစ်ကောင်စီကကြီးညာတယ်ဒီဆုံးတဲ့အရေးအတွက်1900ကျော်ဟုတ်ပါတကယ်ကယ်ဆယ်ရေးတွေရှိရကြားတဲ့တည်င်းပြပြမှာအဲ့ချက်မကများပါ3000လေးပါရှိ နော်ပိတ်မိတဲ့လူကလည်းအဲ့ထောင်ကျော်ပါတယ်နော်ဘယ်နဲ့ထောင်လဲဆိုတာဒါ ပိတ်မိတဲ့လူကမကဘူးနော်ပိတ်မိတဲ့လူကအခုအသက်ရှင်ရတယ်အခုကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ပြမယ်ဗျာကျွန်တော်မန်းလေးမှာကဲဒီကျေးအဖွဲ့ကျွန်တော်မနေ့ကညတရင်ရတာတော့10နာရီမှာအကုန်လုံးနားရတယ်တဲ့ဆိုအဲ့ဒါလေးကိုကျွန်တော်တို့ပြောထားတာမဟုတ်နော်နိုင်ငံသားသူတယောက်ကသူ့ရဲ့တကယ်ချင်းမန်းလေးမှာရှိတဲ့တကယ်ချင်းတယောက်ကိုဆက်သွယ်ပြီးတော့သူမေးထားတဲ့ဗီဒီယိုဖိုင်လေးသူပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့လည်းလိုက်ကြည့်ပေးပါဦးနော် Okay, so we've got an update from our partners in Mandalay, and they are enforcing a curfew at 10 p.m., which means people have to stop their search and rescue efforts every night. And the soldiers and police are on the lookout for young able-bodied folks who are working to help with the rescue efforts so that they can conscript them to the military. And this is just awful, as you can imagine. And I just wanted to keep you updated with things that we're hearing on the ground as they happen. ကဲအားလုံးပဲမြင်တဲ့အတိုင်းပါပဲအဲ့တော့ည7နာရီတို့ရဲ့ဟိုဘက်ကမကယ်ရဘူးကယ်ရေးအလုပ်တွေနားမယ်ဆိုတော့ဒါကိုရီးယားကမဟုတ်လေကိုရီးယားကမဟုတ်အပိုင်းဆက်နဲ့ကြည့်ရမှာမဟုတ်ကိုရီးယားကလည်းမဟုတ်တရုတ်ကလည်းမဟုတ်အဲ့တော့ဒီ7နာရီကျော်တဲ့ဟိုဘက်အတွင်းမှာအဲ့ပိတ်မိနေလူတွေကဟိုအသေးခံရမှာလားအထိကိတ်ခံရမှာလားအဲ့တော့အဲ့ order တွေအခုဆို order တွေအများကြီးနဲ့နော် အများကြီးပဲရှိတယ် အဲ့ဒီ order တွေကိုအဲ့ကယ်ရေးလုပ်တဲ့လူတွေက